အရွယ်ကောင်းတဲ့အချိန်မှာစီးပွားဥစ္စာရှာအရွယ်ကောင်းတဲ့အချိန်မှာတရားကျင့်ဒီနှစ်ခုကအရွယ်ကောင်းဆုံးလုပ်ရတယ်စီးပွားရှာတာလည်းအရွယ်ကောင်းဆုံးပဲလုပ်ရမယ်ပထမအရွယ်ဟာအမြဲတမ်းကောင်းတယ်ပထမအရွယ်မှာစီးပွားရှာရမယ်ပထမအရွယ်မှာတရားရှာရမယ်မြတ်သောကျင့်ကျင့်တယ်ဆိုတာမဂ္ဂင်၈ပါးကျင့်တရားနဲ့ခုနကပြောရတဲ့ကိုယ့်ကိုပြုပြင်တာကိုပြောတာနော်မြတ်သောကျင့်ကိုကျင့်အဲ့ဒါလို့ပထမဒီအရွယ်ကောင်းတဲ့အချိန်လေးမှာပစ္စည်းဥစ္စာလည်းမရှာဘူးကိုယ့်ကိုယ်လည်းပြင်ဆင်မှုမလုပ်ဘူးဆိုလို့ရှိရင်ဘာဖြစ်လဲလို့ဆိုလို့ရှိရင်ငါးတွေကုံသွားတဲ့ရေအိုင်လေးနားမှာရေအိုင်ထဲကငါးလေးတွေကိုဖမ်းစားပြီးတော့နေတဲ့ဂျိုးကြငှက်ကြီးတွေဟာအတောင်ကျွတ်သွားတာနဲ့တပြိုင်နက်သူတို့ကထပြီးပြန်နိုင်ခြင်းမရှိတော့ဘူးရေကန်ထဲကငါးတွေလည်းကုန်ပြီသူတို့မှလည်းအတောင်ကျွတ်နေပြီတခြားပြောင်းစရာလည်းအချိန်မရှိတော့ဘူးအဲ့ဒီအတောင်ကျွတ်သွားတဲ့ငှက်ကြီးတွေဟာကြမ်းမှန်ပြီးနောက်ဆုံးမှသေဝဲဝင်ရတယ်လို့ပဲလို့ဘဝတစ်ခုဟာဘာမှလုံးမရတော့တဲ့အနေအထားတစ်ခုကိုရောက်သွားနိုင်တယ်တဲ့ဘဝမှာဒုက္ခရောက်သွားနိုင်တဲ့အကြောင်းတရားတွေလူဟာကိုယ့်ဘဝကိုပြင်ပြီးတော့စီဝါရှာရမယ်အချိန်စီဝါရှာရမယ်ကိုချင်းတရားကောင်းအောင်ပြုပြင်ပြီးတော့တရားရှာရမယ်အချိန်တရားရှာရမယ်အဲ့ဒီနှစ်ခုမှမလုပ်ဘဲနဲ့အရွယ်သုံးပါးကိုကုံလွန်သွားစေမယ်ဆိုလို့ရှိရင်ဘဝဟာဆုံးရှုံးနေတာခြင်းနဲ့ပဲရင်ဆိုင်ရမယ်ဒီဘဝမှာဆုံးရှုံးသွားရင်နောက်ဘဝမှာကောင်းလာမှာမဟုတ်ဘူးတဲ့နောက်ဘဝမှာဒီတဲ့ဆုံးရှုံးနေတာသွားဖို့ပဲရှိတယ်တဖြည်းဖြည်းဘာနဲ့ဥပမာတူတော့ဆိုရင်တွင်းတူးတဲ့လူနဲ့ဥပမာတူတယ်တွင်းတူးတဲ့လူဟာတွင်းနဲ့လေလူကအောက်ရောက်သွားလေတွင်းနဲ့လေလူကအောက်ရောက်သွားလေပဲအဲ့ဒါမျိုးဖြစ်တတ်တယ်ဒါကြောင့်မလို့တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့သည်ကိုယ့်ဘဝကိုပညာရမှာဖြစ်တယ်ကိုယ့်